တော့ဂျူယောင်းကပျော်ရွှင်မှုနဲ့တငယ်ချင်းကောင်း2ယောက်ကိုပိုင်ဆိုင်သွားပါပြီဒီညမှာပဲဂျူယောင်းကစာအုပ်ဆိုင်လေးကိုသွားပြီးတဲတဲ့ရင်မှုဝတ္ထုတွေရှာနေတော့စာအုပ်တော့ကိုလှမ်းယူလိုက်တဲ့အခါမှာတယောက်ကအရင်လူယူသွားပါတယ်ဂျူယောင်းကပြန်လို့ရင်သူတို့2ယောက်ရဲ့အနေထားခေါင်းမိုးပေါ်မှာအခြေအနေတိုင်းပြန်ဖြစ်သွားတာပေါ့အဲ့ဒါကစူအိုမန်ဂျူယောင်းတီးသွားပြီမဲ့ဂျူယောင်းကမျက်နှာပြောင်းနေမလို့စူအိုကတော့သူ့ရဲ့အတန်းပေါ်မှာမမှတ်မိပါဘူးဂျူယောင်းခမရမှာလည်းတော်တော်လေးကြောက်သွားရှာတာပါသူကအမြန်လေးထွက်ပြေးဖို့ကြံနေတော့မှပဲဆိုင်ရှင်ကြီးကသူ့ကိုဖမ်းဆွဲထားပြီးတော့မသွားခင်ဒီခောက်ဆွဲတဲ့ပကံကောင်းအောင်စားသွားရမယ်ဆိုပြီးအတင်းကျပ်ခိုင်းပါတယ်ဂျူယောင်းလည်းတခြားရွေးချယ်စရာမရှိတော့တာနဲ့ပဲခောက်ဆွဲတွေကိုအားရပါစားလိုက်ပါတယ်အဲ့ဒီအချိန်မှာမထင်မှတ်ထားပဲစူကသူ့ရဲ့ဘေးနားလာထိုင်ပါတယ်ဂျူယောင်းလည်းအယမ်းလန့်သွားပြီးသူမှမှတ်မိသွားမှာဆိုလို့ဘေးကိုအမြန်ဆုံးတိုးကပ်လိုက်တာပေါ့ဒီနားမှာထိုင်မှာပဲစူကတော်တော်လေးချောတာပဲဆိုတာသူမှသတိထားမိတာပါရှေလျားလာပါတဲ့လက်ချောင်းတွေနဲ့ချောမောတဲ့မျက်နှာလေးကိုအကဲခက်ကြည့်ပြီးတဲ့နောက်မှာတော့စူကသူ့ကိုမမှတ်မိဘူးလို့ဂျူယောင်းခံစားလိုက်ရပါတယ်ဒါကြောင့်ပဲသူကစကားပြောဖို့ကြိုးစားကြည့်တာပေါ့စကားပြောပြီးတဲ့နောက်မှာတော့စူကသူ့ကိုအတန်းပေါ်မှာတကယ်မမှတ်မိဘူးဆိုတာဂျူယောင်းအတီးပြူသွားနိုင်ခဲ့ပါတယ်ခေါက်ဆွဲတွေကိုအလော်တကြီးစားပြီးတာနဲ့ဂျူယောင်းတယောက်အပြေးပြန်ထွက်ခဲ့ပြီးမြဲဖက်နှက်တစ်ဖက်ကတော့ကျွတ်ကြံနေခဲ့တာပေါ့ဒါနဲ့ပဲဖက်နှက်ကိုပြန်ကောက်ပြီးခြေထောက်တစ်ဖက်ဗလာနဲ့ပဲအပြင်ကိုတုတ်ချေတင်ထွက်ပြေးခဲ့ပါတယ်အပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့မောင်လေးရဲ့လှောင်ပြောင်းတာကိုခံရပါတယ်သူ့မောင်လေးကနတ်သမီးလိုဟန်ဆောင်နေတာမကြခင်ပေါ်တော့မှာပါဆိုပြီးပြောလိုက်တာကြောင့်ဂျူယောင်းတယောက်တော်တော်လေးဒေါသထွက်ခဲ့ရတာပေါ့အဲ့ဒီချိန်မှာပဲစူအိုကတော့တော်တော်လေးဇဝေဇဝါဖြစ်နေတာပါခုနကမိန်းကလေးကသူပြီးခဲ့တဲ့တစ်ခါကကေတင်ခဲ့တဲ့သူမှသူသိနေလို့ပါဒါပေမဲ့အဲ့ဒီကောင်မလေးကဘာလို့သူ့ကိုမသိတယ်လို့ဟန်ဆောင်နေရတယ်လဲဆိုတာသူစဉ်းစားမရဖြစ်နေပါတယ်တကယ်တော့ဂျူယောင်းဘက်ကအဲ့ဒီတုန်းကစူဝဲရုပ်ရည်ကိုတေချာမမြင်ခဲ့ရဘူးဆိုတာသူမသိခဲ့လို့ပါနောက်တစ်နေ့ကြောင်းသွားမယ့်အချိန်ရောက်တော့ဂျူယောင်းတယောက်သူ့ရဲ့မျက်ခုံပေါ်မှာဖောင်ဒေးရှင်းတွေအထူးကြီးလိမ့်ချနေပါတယ်ပြီးပြီးဆုံးတဲ့မိတ်ကပ်တွေကသာသူအသက်ရှင်ရက်တည်နိုင်ဖို့တခုတည်းသောနီလန်လို့သူယူဆထားတာပါလှပနေမှအရာလုံးကပိုင်ဆိုင်နိုင်မယ်လို့သူယုံကြည်နေပါတယ်တနင်္လာနေ့လောက်မိတ်ကပ်လိမ့်ပြီးတဲ့နောက်မှာတော့ဂျူယောင်းတယောက်အရန်အောင်လှပတဲ့နတ်သမီးလေးတစ်ပါးလာဖြစ်သွားပါပြီကျောင်းသားဖို့သူ့မရဲ့ကားပေါ်မှာတက်ခံနေမှာပဲဘေးအိမ်ကအတော်ကြီးကနေ့မှာဘယ်တော့မှဒီလောက်ချောတဲ့သမီးရှိသွားသလဲလို့ဂျူယောင်းရဲ့အမေကိုလှမ်းမိပါတယ်ဒါကအမေဖြစ်သူကိုဘယ်လိုပြန်ဖြေရမှမသိအောင်ဖြစ်သွားစီတာပေါ့ဒါကိုကြားလိုက်ရတဲ့ဂျူယောင်းကလည်းသူ့ရဲ့မိတ်ကပ်ပညာအောင်မြင်သွားပြီဆိုတာသိရလို့တော်တော်လေးပျော်သွားပါတယ်ကျောင်းတဲ့အခါမှာတော့စူနဲ့တွေ့တော့မှအောင်ဂျူယောင်းတယောက်စိုးရိမ်နေမိတာပေါ့စူကသာသူ့မကိုမှတ်မိသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးတွေးပူနေပါတယ်အဲ့ဒီချိန်သူမလှဲကြည့်လိုက်တဲ့အခါမှာတော့စူကသူ့မကိုမသိတယ်လို့ပဲအတန်းထဲကိုဝင်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရမှဂျူယောင်းတယောက်သူမရဲ့လှုပ်ဝက်ချက်ကိုမသိသေးဘူးဆိုတာကိုသိချသွားပြီးစိတ်အေးသွားခဲ့တာပေါ့ကျောင်းစင်းတော့သူမကအလှပြင်ပစ္စည်းတွေကိုဝယ်ဖို့ဆိုင်ကိုသွားခဲ့ပါတယ်အပြန်လမ်းမှာတော့သူမကိုအရင်ကကျောင်းမှာရုပ်ဆိုးတယ်လို့နှိပ်စက်ခဲ့တဲ့မိန်းကလေးတွေနဲ့ထိတ်တိုက်တိုးပါလေရောအဲ့ဒီတော့ကသူမရဲ့ရုပ်ရည်ကြောင့်မတရားနှိပ်စက်ခံရတာတွေကိုပြန်သတိရပါပြီဂျူယောင်းတယောက်အရန်ကိုကြောက်လန့်သွားခဲ့ပါတယ်အဲ့ဒီမိန်းကလေးကဂျူယောင်းကိုကြည့်လိုက်တဲ့အခါမှာသူမကကြကြလလနဲ့မျက်နှာလွှဲလိုက်တာကြောင့်ဟိုဘက်ကမိန်းကလေးတောင်နည်းနည်းဇဝေဇဝါဖြစ်သွားခဲ့ပါတယ်ပြီးတော့အဲ့ဒီမိန်းကလေးကဂျူယောင်းစီကိုတနက်မမတ်ရှောက်လာခဲ့ပြီမယ်နောက်ဆုံးမှာတော့သူ့မမမှတ်မိခဲ့ပါဘူးဒါကြောင့်လဲဂျူယောင်းတယောက်မျက်ရည်တွေနဲ့အမြန်အောင်ထွက်ပြေးခဲ့ရတာပေါ့အဲ့ဒီချိန်မှာပဲဆိုင်ငယ်တစ်စီးကိုလူတချို့ကလိုက်ဖမ်းနေတာကိုကြုံရပါတယ်ဆိုင်ငယ်ကွေးလိုက်တဲ့ချိန်မှာဂျူယောင်းကလမ်းပြီးလဲကျသွားခဲ့တာပေါ့သူမအမြန်ပြန်ထားပြီးဆိုင်ငယ်မောင်းတဲ့သူအဆင်ပြေရလို့မေးတော့မှာပဲလိုက်ဖမ်းတဲ့သူတွေရောက်လာတာကြောင့်ဒီလူငယ်ကသူ့ရဲ့အုတ်ထုပ်ကိုဂျူယောင်းစီကိုပစ်ပေးပြီးအမြန်ပဲထွက်ပြေးသွားခဲ့ပါတယ်သူတို့တွေလိုက်ဖမ်းနေတာကိုကြည့်ပြီးဂျူယောင်းတယောက်ကြောင်အန်းနဲ့ကျန်းဟိခဲ့တာပေါ့ခဏကြောင်လိုက်ပြီးမှဆွညိုတယောက်လမ်းကြားထဲမှာပိတ်မိခဲ့ပါတယ်လူမိုက်တရာတို့ရန်ပြတော့မဲ့အချိန်မှာပဲရဲကအိုးဩတန်ထွက်လာတာကြောင့်သူတို့တွေလည်းအရင်ဆုံးထွက်ပြေးကြတာပေါ့သူတို့တွေထွက်သွားတော့မှဂျူယောင်းပေါ်လာခဲ့တာပါတကယ်တော့အဲ့ဒီအိုးဩတန်ကသူမကဖုန်းနဲ့ဖွင့်လိုက်တာပါဒါကိုဆွညိုကလည်းရုတ်တရက်လှည့်ကြည့်လိုက်တာကြောင့်ဂျူယောင်းတယောက်လမ်းသွားခဲ့တာပေါ့သူလည်းထွက်ပြေးသွားပြီလို့သူမထင်နေခဲ့တာပါဆွညိုကသူမကိုဘယ်သူလဲလို့မေးဖို့လုပ်ပေမဲ့လည်းဂျူယောင်းကတော့ကြောက်ပြီးထွက်ပြေးသွားပြန်ပါတယ်ဆွညိုကလည်းတိတ်ပြီးဂီယူမဆိုင်ပဲထွက်သွားဖို့လုပ်ပေမဲ့တခုသတိရသွားပြီးသူ့ရဲ့အုတ်ထုပ်ကိုပြန်ပြီးဖို့ဂျူယောင်းကိုအော်ပြောခဲ့တာပေါ့ဒါပေမဲ့လည်းဂျူယောင်းကဘာမှမကြပဲပြေးသွားတာကြောင့်အုတ်ထုပ်ယူအလကားရတယ်လို့ဖြစ်သွားပါတယ်အဲဒီညမှာတော့ဂျူယောင်းကအတန်းမော်တွေနဲ့တိုးမအောင်ကြောက်တာကြောင့်ရုပ်ဖြတ်ပြီးစာအုပ်အငှားဆိုင်ကိုသွားခဲ့ပါတယ်ဆိုင်ရှင်ဦးလေးကြီးကလည်းဒီမှာဘယ်သူမှမရှိပါဘူးလို့ပြောတာနဲ့သူမှလည်းစိတ်ချလက်ချဝင်သွားတာပေါ့စာအုပ်တော့ကိုရွေးပြီးအပြန်မှာတော့စူနဲ့တိုးပါလေရောဂျူယောင်းတယောက်ဘာလို့ကမှမသိပဲချက်ချင်းပဲဇဝေဇဝါဖြစ်သွားခဲ့ပါတယ်စူကသူမကိုဘာလို့စင်းမလာတဲ့လို့မေးတဲ့အခါမှာဂျူယောင်းကစာအုပ်ရှာနေတာပါဆိုပြီးလိန်ပြောလိုက်ပါတယ်စူကသူမကိုတိတိနဲ့ဘယ်ချိန်ထိမသိတယ်လို့ဟန်ဆောင်နေအောင်မှလည်းလို့မေးတဲ့အခါမှာတော့ဂျူယောင်းတယောက်အကြီးကျယ်လန့်သွားခဲ့တာပေါ့ဒီလိုမျိုးအနေရခက်တဲ့ကြားပဲသူမခုံမောကနေပြုတ်ကျသွားပြီးသူတို့နှစ်ယောက်ကတယောက်ကိုတယောက်စိုက်ကြည့်နေမိပါတယ်ဆိုင်ရှင်ဦးလေးဝင်လာတော့မှသူတို့နှစ်ယောက်ပြားသလေးလေးဖြစ်သွားကြတာပေါ့ဆိုကသူမကိုရှေ့ကိုတွန်းထုတ်လိုက်တဲ့အချိန်မှာပဲဂျူယောင်းကသူမကိုအရင်တစ်ခါတည်းကမှတ်မိနေသလားလို့မေးလိုက်ပါတယ်ဆိုကလည်းဟုတ်တယ်လို့ပြောလိုက်ပြီးပြင်ဂျူယောင်းကတော့သူမအကြောင်းကိုမိတ်ကပ်လိမ့်ပြီးသွားတဲ့ပုံစံကိုတီးသွားပြီလို့ထင်နေတာပါတကယ်တော့ဆိုကသူမခေါင်းမိုးပေါ်ကခုံချဖို့လုပ်တဲ့အချိန်ကိုပြောနေတာဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့စကားဝိုင်းကတလွဲစီဖြစ်နေခဲ့တာပါအဲ့ဒီချိန်မှာပဲဂျူယောင်းကသူမရဲ့လှိဝက်ချက်ကိုထိမ့်သိမ့်ပြီးမျှော်နေခဲ့ပါတယ်ဆိုကလည်းသူမကခေါင်းမိုးကကိစ္စကိုပြောနေတာထင်ပြီးသဘောတူလိုက်တာပေါ့ဒါပေမဲ့ဂျူယောင်းကပါဇက်ကလေးကိုမယုံတာကြောင့်လှိဝက်ချက်ထိမ့်သိမ့်စာချုပ်ကိုရေးပြီးစိုးကိုလက်မှတ်ထိုးခိုင်းပြီးမြဲစိုးကတော့ညင်းခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့နှစ်ယောက်စာအုပ်တော့အကြောင်းကိုဆွေးနွေးခဲ့ကြပြီးအဲ့ဒီစာအုပ်ကလည်းဂျူယောင်းရဲ့လက်ထဲမှာရှိနေတာပါဒီစာအုပ်ကိုရဖို့အတွက်စိုးကသဘောတူညီချက်စာချုပ်မှာလက်မှတ်ထိုးပေးခဲ့ရတယ်လို့
ဂျူယောင်းကိုလည်းအတင်စားခောက်ဆွဲတဲ့ပွဲဝဲကျွေးခဲ့ရပါတယ်ဒီလိုနဲ့စားနေတော့သတိလလို့ဖြစ်သွားတဲ့အချိန်မှာတော့ဂျူယောင်းရဲ့နှာခေါင်းပေါ်ကိုခောက်ဆွဲပတ်ဆင်းသွားခဲ့တာပေါ့ဒါအောင်မြင်သွားတဲ့ဆိုကခေါင်းနဲ့မျက်နှာအုပ်ပြီးစားတာလည်းညစ်ပတ်လိုက်တာဆိုပြီးဝေဖန်ခဲ့ပါတယ်နောက်နေ့မှာတော့ဂျူယောင်းကပေးသွားတဲ့ဆိုရဲ့အိမ်ကိုရှော့ပြီးပြန်ပေးဖို့ပြင်ဆင်ခဲ့ပါတယ်အိမ်နောက်မှာတော့သူမကဝတ္ထုစာအုပ်ကိုလည်းယူလာခဲ့ပေမဲ့အဲ့ဒီစာအုပ်ကိုသာဆိုးကိုပေးလိုက်ရင်သူမရဲ့မိတ်ကပ်မပါတဲ့ရုပ်အစစ်မှန်ပေါ်သွားနိုင်တယ်ဆိုတာကိုဂျူယောင်းတယောက်တော့မသိရှာပါဘူး။ဘာလို့လဲဆိုတော့ကြောင်းတက်နေတဲ့အချိန်မှာမြင်တွေ့ရတဲ့သူမရဲ့ရုပ်သွင်းကမိတ်ကပ်မပါတဲ့ရုပ်နဲ့လုံးဝချားနာနေရကြောင်းဆိုးကသူမကိုမှတ်မိခြင်းမရှိလို့ပါ။ဂျူယောင်းကြောင်းကိုရောက်တဲ့အခါမှာတော့ဂရီအတိုင်းစာအုပ်ပြန်ပြီးဖို့လုပ်ခဲ့တာကြောင့်ဆိုးကတော်တော်လေးဇဝေဇဝါဖြစ်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲစူချင်းကရောက်လာပြီးဆရာကရုံးခန်းကိုခဏလာခဲ့ဖို့ပြောတဲ့အကြောင်းဆိုးကလာပြောပါတယ်။ဆိုးထွက်သွားပြီးတဲ့နောက်မှာတော့ဂျူယောင်းကသူမရဲ့အရှိကအတန်းပေါ်ကိုစူချင်းနဲ့ဆိုးကဘာပတ်သက်တယ်လဲလို့မေးကြည့်လိုက်ပါတယ်။အတန်းမော်ကတော့သူတို့မိဘတွေကတငယ်ချင်းတွေလို့ထင်ရတဲ့အကြောင်းပြန်ပြောခဲ့တာပေါ့ဒီလိုနဲ့နေလက်လာစားတဲ့အချိန်မှာတော့ဂျူယောင်းကထမင်းကိုအားရပါစားဖို့ပြင်နေတော့မှာပဲအတန်းမော်တွေကသူမအကြောင်းပြောနေတာကြားရပါတယ်သူမကနတ်သမီးလေးလိုလှပါပြီးစားနေတဲ့ပုံစံကတိတ်ကိုကြည့်လို့ကောင်းတယ်လို့ချီးမွမ်းကြတာပါဒါကိုကြားလိုက်တော့ဂျူယောင်းပါဇက်ထဲကစားတော့မဲ့အသားတော်ကြီးချင်းပြန်ချပြီးဓာတ်နဲ့အတုံးလေးတွေတုံးပြီးမှရင်းကြီးပြန်စားပြလိုက်ပါတယ်နေလက်သားစားပြီးတဲ့နောက်မှာတော့ဂျူယောင်းကအိမ်နဲ့စားအုပ်ကိုယူပြီးစူးကိုသွားရှာခဲ့ပါတယ်သူမကဆိုရဲ့နှက်ချက်ကိုဖြုတ်ပြီးအမိုးပေါ်ကိုလိုက်ခဲ့ဖို့ပြောလိုက်တာပေါ့ဆိုကတော့ဂျူယောင်းကသူ့ကိုကြိုက်နေတဲ့အကြောင်းလာခေါ်တယ်ပဲထင်ပြီးလိုက်သွားခဲ့တာပါဆိုဘာမှမပြောရသေးခင်မှာပဲဂျူယောင်းကဒီမှာဘယ်သူမှမရှိဘူးလို့ပြောလိုက်ပြီးအင်းကြီးကိုရှော့ထားပြီးဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်ဆိုကအိတ်ကိုယူရင်ဂျူယောင်းကိုသူ့ကိုကြိုက်နေသလားလို့မေးလိုက်ပါတယ်ဂျူယောင်းကတော့ဒါကိုကြားပြီးကြောင်းသွားခဲ့တာပေါ့ဂျူယောင်းကသူတို့တွေ့တာရပိုင်းပဲရှိသေးတဲ့အကြောင်းရှင်းပြပြီးမယ်ဆိုကတော့သူမကသူ့ကိုကြိုက်နေတဲ့အကြောင်းအခုလိုမျိုးလောက်တာလို့ပဲတစ်ဖက်သက်တွေ့ပြီးလှည့်ထွက်သွားပါတယ်ဒီတော့မှဂျူယောင်းကဆိုကသူမရဲ့မိတ်ကပ်မပါတဲ့ရုပ်ကိုမမိသေးတာဆိုတာသဘောပေါက်သွားခဲ့ပါတယ်ဒါပေမဲ့သူမကဒီမနက်ကစာအုပ်ထဲမှာသူမရဲ့လျှို့ဝှက်ချက်တွေကိုထိန်းသိမ်းပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းစာရေးသားထားတာကိုသတိရသွားပြီးဆိုးနောက်အပြေးလိုက်တော့တာပေါ့အတော်လေးလိုက်ရပြီးတဲ့နောက်မှာတော့ဂျူယောင်းကဆိုးကိုမှီသွားပြီးအိတ်ကိုပြန်ဆွဲထားလိုက်ပါတယ်သူမကပစ္စည်းမှားပေးမိတာပါလို့ပြောပေမဲ့ဆိုးကတော့ပြန်မပေးပါဘူးဂျူယောင်းကလည်းဘာလို့ကမှမသိဖြစ်နေတော့မှာပဲရုတ်တရက်အကြံတစ်ခုရသွားပြီးအဲ့ဒီအိတ်ထဲမှာအမျိုးသမီးသုံးပစ္စည်းတွေပါလို့လိန်ပြောလိုက်ပါတယ်ဒီတော့မှဆိုးကိုတယောက်တောင်းခဲသွားပြီးဂျူယောင်းကတော့အိတ်ကိုယူပြီးအိမ်သားထဲတန်းပြေးသွားတာပေါ့သူမကဆိုးစီကနေဘယ်လိုလျှို့ဝှက်ချက်မျိုးထိန်းသိမ်းကြည့်တယ်လဲဆိုတာကိုတွေ့ပြီးအရန်ကိုဇဝေဇဝါဖြစ်နေခဲ့ပါတယ်ဘတ်စကားပေါ်မှာတော့နှာဘူးတစ်ကောင်ကဂျူယောင်းဖေးလာထိုင်ပြီးသူမအိပ်ပျော်နေတာအခွင့်ကောင်းယူဖုန်းနဲ့ဓာတ်ပုံရိုက်ဖို့ကြိုးစားနေခဲ့ပါတယ်။ဒါကိုဘေးကအတန်းပေါ်ကမြင်သွားပြီးဂျူယောင်းကချင်းချင်းရှေ့ကိုထွက်ကဒီလူကိုပါဟစ်လိုက်တာပေါ့။စူဂျင်ကရှင်းပြနေတော့မှပဲဒီလူကသူမကိုတွန်းထုတ်ပြီးဘတ်စကားပေါ်ကနေပြေးဆင်းသွားပါတယ်။စူဂျင်ကတော့တွန်းဆုံမနေပဲကားပေါ်ကခုန်ဆင်းအဲ့ဒီလူနောက်လိုက်ဖမ်းပါတယ်။ကားပေါ်ကចောင်းသားတွေကတော့စူဂျင်ရဲ့တက်တီကိုကြည့်ပြီးအံ့ဩနေကြတာပေါ့။ဒီလူကိုမမီတော့တဲ့အချိန်မှာပဲစူဂျင်ကသူမရဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်ပါတယ်။သူမရဲ့ကြောပေါ်အိတ်ကို360ဒီဂရီလွှဲပြီးပြစ်ပေါက်လိုက်တာကြောင့်ဒီလူကိုဖမ်းမိသွားတာပါ။ရဲရီရောက်လာတော့မှစူဂျင်ကအဲ့ဒီလူကိုလှုပ်ပေးပြီးကားပေါ်ပြန်တက်လာခဲ့ပါတယ်။အားလုံးကသူမကိုလက်ခုပ်တီးပြီးချီကျူးရတယ်လို့ဂျူယောင်းကလည်းစူဂျင်ရဲ့ဖန်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ကျောင်းရောက်တဲ့အခါမှာတော့ဂျူယောင်းကတငယ်ချင်းတွေနဲ့ကျောင်းဝင်းထဲကိုလမ်းလျှောက်နေတော့ဆန်ငယ်တစ်စီးကသူ့ရှေ့ကိုဝှေ့ရမ်းပြီးမောင်းလာပါတယ်။ဒီလူကအုတ်ထုပ်ကိုချွတ်လိုက်တဲ့အခါမှာတော့ဂျူယောင်းရဲ့အတိတ်ကအမှတ်တရတွေပြန်ပေါ်လာတာပေါ့။ဂျူယောင်းကဟာဒီလောက်တော့တိုက်ဆိုင်ရသလားဆိုတွေးနေခဲ့တာပါ။အဲဒီချိန်မှာပဲဘေးကအတန်းပေါ်ကသူ့ရဲ့နာမည်ကဟန်ဆိုဂျွန်းလို့ပြောလိုက်ပါတယ်။ဆိုဂျွန်းနဲ့ဆိုတို့ကတော့ကျောင်းရဲ့အချော်ဆုံးမင်းသားတွေအဖြစ်နာမည်ကြီးနေတဲ့သူတွေပါ။ဆိုပေါ်လာတဲ့နေရာတိုင်းမှာကောင်မလေးတွေဝိုင်းနေတယ်လို့ဆိုဂျွန်းလည်းဒီအတိုင်းပါပဲ။သူတို့ခေါင်းလျှော့နေတာတော့မှကြည်ကောင်းလို့ကောင်မလေးတွေမေးလဲရတဲ့အထိပါဒါပေမဲ့ဂျူယောင်းကတော့ဆိုဂျွန်းကိုမြင်ပြီးကြောက်နေခဲ့ပါတယ်ပိုပြီးအန်အောစရာကောင်းတာကဆိုဂျွန်းကသူ့မနဲ့တခန်းနဲ့ဖြစ်နေတာပါသူကကိစ္စတစ်ခုကြောင့်ကြောင်ခဏနားထားတာဖြစ်ပါတယ်အဲဒီအချိန်မှာပဲဆရာကဆိုဂျွန်းကိုဆိုဘေးမှာထိုင်ခိုင်းပြီးဆိုဂျွန်းကတော့သဘောမတူခဲ့ပါဘူးသူတို့နှစ်ယောက်ကတယောက်ကိုတယောက်မတဲကြတဲ့ရန်သူတွေပါဆိုဂျွန်းကဂျူယောင်းစီကိုတန်းတန်းမတ်မတ်ရှောက်သွားပြီးဆိုဘေးမှာသွားထိုင်မှုပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါသူ့နေရာဖြစ်နေလို့ပါဆရာကဂျူယောင်းရဲ့မျက်စိမကောင်းတာကြောင့်အဲ့ဒီမှာထိုင်ခိုင်းတာဆိုပြီးရှင်းပြတာပေါ့နောက်တော့ဆရာကဆိုဂျွန်းအတွက်နေရာအသစ်တစ်ခုစီစဉ်ပေးခဲ့ပါတယ်ဂျူယောင်းကအားနာပြီးတောင်းပန်ခဲ့ပြီးဆိုဂျွန်းကတော့ဂီယူမဆိုင်ပါဘူးရုတ်တရက်ဆိုကဂျူယောင်းကိုတနေရာမှာမြင်မှုသလိုပဲရင်းနှီးတယ်လို့ခံစားလိုက်ရပါတယ်ကျောင်းဆင်းတဲ့အခါမှာတော့လူမိုက်တစုကဆိုဂျွန်းကိုလာပြီးပြဿနာရှာပါတယ်ဒါပေမဲ့သူကကျောင်းရဲ့လူမိုက်ခေါင်းဆောင်ဖြစ်နေတာကြောင့်မကြောက်ပဲလမ်းကြားထဲမှာချိန်လိုက်ပါတယ်ရံပွဲစားတော့မဲ့ချိန်မှာပဲဆိုဂျွန်းကဒေါသတကြီးနဲ့သူတို့ကိုစူပူလိုက်တာပေါ့တကယ်တော့သူတို့အားလုံးကဆိုဂျွန်းရဲ့ဂျူနီယာတွေဖြစ်ပြီးခုနကအခမ်းအနားကဆိုဂျွန်းကျောင်းပြန်တက်လိုက်ကျိုးစိုးပွဲအခမ်းအနားပွဲပါအတန်းချင်းရောက်တဲ့အခါမှာတော့ဆရာကစစ်တမ်းတစ်ခုအတွက်လူစုခိုင်းရမှာဆိုဂျွန်းနဲ့စူဂျင်ကတစ်ဖွဲ့ဂျူယောင်းနဲ့ဆိုတို့ကတစ်ဖွဲ့ကြာသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစူဂျင်ကဆိုဂျွန်းကိုဒီအလုပ်လုံးနိုင်ပါမလားလို့မေးတဲ့အခါမှာဆိုဂျွန်းကတပုံရရမှထင်ပြီးသူကမော်ဒယ်ဟောင်းတစ်ယောက်ဖြစ်တဲ့အကြောင်းကြွားလုံးထုတ်ခဲ့ပါတယ်ဒါကိုကြားတဲ့အားလုံးကဘာပြောရမှမသိဖြစ်ကြတာပေါ့ဂျူယောင်းကတော့စူဟိုနဲ့မျက်နှာချင်းတိုင်းထိုင်ရတာကြောင့်စိတ်ညစ်နေခဲ့ပါတယ်သူမကတစ်ချိန်လုံးခေါင်းငုံနေခဲ့တာပါအိမ်ပြန်ရောက်တဲ့အခါမှာတော့ဂျူယောင်းကစိတ်ပြက်လက်ပြက်နဲ့အဲ့ရပေါ်မှာလှဲနေတော့ဖုန်းမိလာခဲ့ပါတယ်ဖုန်းဖြေလိုက်တဲ့အခါမှာတော့စူဟိုဖြစ်နေတာကြောင့်သူမရဲ့ဖုန်းနံပါတ်ကိုဘယ်လိုသိတယ်လဲလို့မေးတဲ့အခါမှာစူဟိုကတယောက်စီကကြားတာပဲလို့ခက်တီတီပြောလိုက်ပြီးပေးစရာရှိတာမပေးဘူးလားလို့မေးလိုက်ပါတယ်ဂျူယောင်းကလည်းစပွဲဘောကစက်ကူအိတ်ကိုကြည့်ပြီးသူတို့နှစ်ယောက်ပန်းချံကကဖေးမှာချိန်တွေ့လိုက်ကြပါတယ်ဂျူယောင်းကစူဟိုဖုန်းဆက်တာကိုမိတ်ကပ်နဲ့ရုပ်ကိုလား
မိတ်ကပ်မပါတဲ့ရုပ်ကိုလားဆိုတာတွေးပြီးတန်တရားဖြစ်နေခဲ့တာပေါ့။ဘာလို့ယူသွားမလဲမသိဖြစ်နေခဲ့ပါတယ်။သူမကစိုးနဲ့သွားတွေ့ရတဲ့အခါမှာတော့သူမကာတွန်းစာအုပ်ဆိုင်ကဝက်ချန်တွေနဲ့ကောင်းမလေးဆိုတာကိုစိုးတီးသွားရင်သူ့ကိုလိန်ထားတဲ့အတွက်အရန်စိတ်ဆိုးမှအောင်စိုးရိမ်နေခဲ့ပါတယ်။ဂျူယောင်တယောက်ဘာလောက်ကမှမသိဖြစ်နေတော့မှပဲအကြံကောင်းတစ်ခုရသွားတာပေါ့။သူမရဲ့ရုပ်အစ်စ်ကိုမမြင်ရအောင်ဂျူယောင်ကစိုင်းငယ်အုတ်ထုတ်ကြီးဆောင်းပြီးညာမီထွက်လာခဲ့တာပါ။စိုးကဘာလို့အုတ်ထုတ်ဆောင်းသားလေးကိုမေးတဲ့အခါမှာတော့ဂျူယောင်ကဘေးကင်းအောင်လို့ပါမတော်လို့ချော်လဲရင်မျက်နှာပျက်စီးသွားမှစိုးရိမ်လို့ဆိုပြီးလိန်ပြောလိုက်ပါတယ်။စိုးကတော့တိတ်ကီယူမဆိုင်ပဲပစ္စည်းတွေကိုမြင်မြန်ထုတ်ပေးဖို့ပဲပြောတာပေါ့။ဂျူယောင်ကစိုးပြောတာကစာအုပ်လားအိမ်